စုံးနဲ့စုံတဲ့နေရာအတုံးပြုပုံချင်းလုံးဝမတူပါဘူး။စုံးကိုဘယ်လိုခါမှသုံးလဲဆိုရင်ဒါလုံးလိုက်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့ဒီရလက်ကိုရလာတယ်။ဥပမာပြောရမယ်ဆိုရင် he was late so he missed the bus သူနောက်ကျတယ်အဲ့အတွက်ကြောင့်မို့လို့ဘတ်စကားလွတ်သွားတယ်။သူနောက်ကျတဲ့အတွက်ကြောင့်မို့လို့နောက်ဆက်တွဲအနေနဲ့ဘတ်စကားလွတ်သွားတယ်ဆိုတဲ့ရလက်ကိုရလာတယ်။ဘလိုခါရီမှာဆိုသုံးတယ်။စုံသက်ကိုကြတော့ဒီရလက်ကိုရဖို့အတွက်ဒါကိုလုပ်တယ်။ကျွန်တော်တို့မှာလိုချင်တဲ့ရလက်ကရှိပြီးသား။အဲ့ဒီရလက်ကိုရဖို့အတွက်ဒါကိုလုပ်တယ်လို့ပြောချင်တဲ့အခါမှာဆိုသက်ကိုသုံးပေးရမယ်။ဥပမာပြောရမယ်ဆိုရင် she studied hard so that she could pass the exam သူမစာမိုးပွဲအောင်ဖို့အတွက်စာစူးစမ်းခဲ့တယ်။သူမလိုချင်တဲ့ရလက်ကစာမိုးပွဲအောင်ဖို့အဲ့ဒီအတွက်ကြောင့်မို့လို့စာကြိုးသားတယ်လို့ပြောချင်တဲ့အတွက်ကြောင့်ဆိုသက်ကိုသုံးလိုက်တယ်။အဲ့တော့ဆိုကိုဒါလုပ်လိုက်တဲ့အတွက်နောက်ဆက်တွဲအနေနဲ့ဒီရလက်ရတယ်ပြောတဲ့အခါမှာသုံးတယ်။ဆိုသက်ကိုကြတော့ဒီရလက်ရဖို့အတွက်ဒါကိုလုပ်တယ်လို့ပြောတဲ့အခါမှာသုံးတယ်။ဒါဆိုရင်စုံနဲ့ဆိုသက်ရဲ့ခွာခြားမှုကိုနားလည်မယ်လို့ထင်ပါတယ်။ဒီလိုမျိုးဗီဒီယိုတွေကြည့်ပြီးတော့အင်္ဂလိပ်စာတိုးတက်တွေကို follow လုပ်ထားပေးပါ။